Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီထာဝါလေးကိုခိတ်ထာဝါလေးကိုစော့ပြဝမှာပဲဖြစ်ပါတယ်နောက်ထပ်ဘာထာဝါလေးဆိုတဲ့ရှင်နဲ့ဆို comment ထဲမှာမှတ်ခဲ့ဖို့တောင်းဆိုပါရစေ။ဒါရဲ့ subscribe လေးလုပ်ခဲ့ပေးကြပါ။ကျွန်မရဲ့ account number လေးကတော့ပထမဆော့ထားတဲ့ပုံဗီဒီယိုလေးမှာကျွန်မရဲ့ account number လေးပေးထားပါတယ်နော်။ကဲဆော့ပါမယ်။ရ only account အတွက်တောင်းမယ်မှာတော့တွားရတဲ့သူလည်းဗီဒီယိုရိုက်နေတာပေါ့နော်။အဲကြောင့်မို့ click တက်ဖြစ်အောင်လုပ်ပြီးတော့အတန်အချိန် all ဆိုနေရပဲဖြစ်ပါတယ်ကျေးဇူး။ဒါတော့ဆော့ပါမယ်ပေါ့နော်။ကျွန်မယောက်ျားတိုင်လို့ပြောကြပါနဲ့နော်။ကျေးဇူး။တောင်းရောက်ပါပြီ။ရောက်တယ်ကျေးဇူး။ကဲတောင်းမယ်။တောင်းမယ်တွားမယ်။ကျွန်မစောနိုင်မလားမစောနိုင်မလားဆိုတော့ဗီဒီယိုအစားဆုံးကြည့်ပြီးဖို့တောင်းဆိုပါရစေကျေးဇူးကျွန်မအဲ့လိုပြုတ်ကြပြီးပါရဲ့ဆိုပြန်မြောက်ထားပါပြန်ဆော့ချင်တော့ဘောတော့ဘာလဲဆိုပြုတ်ကြပြီးတော့ပြန်ဆော့ရကောတော့တာခွန်းနေပြန်ဆော့ချင်ပြန်နေကြကျွန်မပြန်ဆော့နေချင်စိတ်ကိုလုံးဝမရှိတော့ပါအဲ့ကျွန်မပြုတ်ကြောင်ကျွန်မပုံမှန်လောက်ပဲဆော့ရဘောတော့ကျွန်မမောင်နေဆော့ပဲကျွန်မကြွားချင်ဆော့ချင်ကဲတော့မယ်ဒီထောက်ဝါလေးနည်းနည်းလေးမြင့်သလားလို့သိတယ်မှာပထမဆုံးမနက်ကညနေပြောမှာပေါ့ညနေကဆော့တာထောက်ဝါလေးတော့နည်းနည်းလေးနေနေပေါ့နော်ဒီဟိုရဲ့ကြောင့်မြင့်သလားညနေကဆော့ထောက်ဝါဆိုဒီထိကြောင့်မအောင်သေးဘူးခုနလေးမှဆိုရင်တော့မပြီးဘူးဒီထောက်ဝါသွားပါမယ်ကျေးဇူးတော့နောက်ကအတန်လေးတွေအဲ့လိုအတန်လေးမျိုးကြားခဲ့ရတယ်တောင်းမှမှာအတန်လေးတွေပေါ့နော်အတန်လေးကြားရတောင်းမှမှာရေဒါမှလူရှင်းတဲ့ချိန်လေးရိုက်ထားရပါခဏကစူညံနေရတဲ့စကားပြောနေကြတာပဲလူရှင်းတဲ့ချိန်လေးရိုက်ထားရပါသွားမယ်တော့ပါမယ်ရှင်မနိုင်တော့မယ်ထင်နိုင်သေးတော့နိုင်သေးဘူးတော့မနိုင်သေးဘူးတော့ကျမနဲ့ blog cafe ဆော့ချင်ကျမရဲ့ PHYUSINKYWE 4ဆိုရဲအကောင့်လေးကိုလာအပ်ပေးကြပါတော့အမှဒီမှာ blog cafe ဆော့လိုက်ရပါတော့ကျမညာတိုင်း blog cafe ဆော့ပါတော့လာပြီးအပ်ပေးကြပါကျေးဇူးတောင်းမယ်ကဲနိုင်တော့မယ်လားကျမမနက်ကနင်းနေပြောထားတယ်ကျမမောင်လည်း blog ဆော့မယ်လို့ပြောတယ်ကျမဆော့နေတော့တင်းနေရှင်းနေလားခေါ်လို့ဆော့လိုက်ရကျေးဇူးဆော့လိုက်ရဗီဒီယိုရိုက်နေတန်းလိုက်ပြီးတော့လောက်ခွဲကျမမတင်လိုက်ရဗီဒီယိုလေးဖြစ်ပြလိုက်တယ်မနော်ကျေးဇူးမဆော့ပြီးတော့နောက်ဒီကျမပဲဆော့ပြီးတော့ပါမယ်ကျေးဇူးသွားမယ်နိုင်တော့မယ်ကျမအရင်ဆိုးနေရပေါ့နော်ဒီထာဝါလောက်ကတော့ကျမကသမင်းစားရှိတောက်အမကျမစအားချောင်းပါပြီပေါ့နော်သွားပါမယ်ခုကျမဝတ်ထားရဲ့အင်ဂျီရဲ့အုတ်ထုပ်လိုမျိုးငါချက်လိုကဘယ်ရလဲဆိုတော့သိချင်ဆိုတော့မနေဘူးဘယ်နေရရဲ့ဆိုတော့ကျမပြောပြရမယ်ပေါ့နော်သိချင်မှပြောပြမှာတော့မသိချင်ပြောမရဘူးကျေးဇူးကဲစိတ်လေးရှိတော့ဖြည်းဖြည်းလေးသွားမယ်မမမြင်တော့လဲကျမသိကြောင်းဒီမှာဗီဒီယိုရက်လိုက်ရမှာပေါ့ဖြည်းဖြည်းလေးသွားမယ်ဖြည်းဖြည်းလေးပုံမှန်လောက်သွားမယ်ကျေးဇူးသွားမယ်ကဲရောက်တော့မယ်ပေါ့နော်ကဲရောက်ပါအားလုံးပဲဘိုင်ဒီဗီဒီယိုဆက်ဆုံးကြည့်ပေးရှုပေးရအောင်ဒီလူများကျေးဇူးများတင်ပါတယ်အားလုံးပဲနောက်တစ်ပေါင်းထားဝါလေးကိုကြည့်ပြီးတော့ subscribe လုပ်ခဲ့ဖို့ကြပါလားအားလုံးပဲ bye